လှပါသည်မြမလူပွဲကြီးတွေစီကလှပါသည်မင်္ဂလာပြောကံကြည်ကြဆိုရသည်တိုးတက်ခါနေပြီတို့ရဲ့တိုင်းကြီးအလှတကားကြီးတို့သဘောတူကြသည်အလှမကြီးတို့မနှောဖြူလှသည်စကူးတစ်ခွင်မှာတွင်ကနေပြီအလွန်ထင်ရှားတယ်တို့ရဲ့မြမပြည်တရားလူတွေပေးလူကြသည်ဓမ္မပူဇာသဘင်ဝဲရောများငါစီဓမ္မပူဇာသဘင်ဝဲရောများငါစီတရားလူတွေပေးလူကြသည်ကောင်းမှုတွေလီလီတောင်းစုပြုကြသည်ကုသိုလ်ရေးမို့အပြည့်လူကြသည်ဝန္တာလုံးလို့ပြုံးပြောရသည်သာသနာတော်ထူနိုင်ပါပြီလွန်ထင်ရှားတယ်တို့ရဲ့မြမပြည်Shima
အမြတ်ဆုံးယတနာတရားအမြတ်ဆုံးယတနာသံဃာအမြတ်ဆုံးယတနာဟုဆိုအပ်သောယတနာမြတ်၃ပါးဆရာသမားတို့အားတတ္ထာယုကျိုးလက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြတဲ့ယရဏတယပနာမကုသိုလ်ကံစေရနာပေါင်းကောင်းမှုတို့ကြောင့်မကောင်းသောအိဋ္ဌဗလဗေဒံယမအနရခတ်သိမ်းစိုးရင်ခတ်သိမ်းကြောင်းကြခတ်သိမ်းကင်းငြိမ်းကြကုန်မိတကာလတရာသီလတုဒ္ဒစာကပညာဟိရိဥတ္တပတိဟုသောသူတော်ကောင်းတရားတို့ကိုဘဝမဲ့ချကြိုးစားမရုပ်ပွားများအထုတ်နိုင်လွယ်ကြသည်ဖြစ်ကြပါစေအဟံဗန္တိဣတရဏေနသဟပင်စသီလံဓမ္မယာစာမိနုကံကတဝါသီလံဒေထမေဘန္တိဒုတိယံပိတတိယံပိအဟံဗန္တိဣတရဏေနသဟပင်စသီလံဓမ္မယာစာမိနုကံကတဝါသီလံဒေထမေဘန္တိယမဝရာမိတံဝရေထနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိတရဏဂမနံပတိဘုံနံပါဏာတိပါဒဝရမဏိသိက္ခာပဒံသမာဓိယာမိအဒိဏဒါနဝိရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရဝိရမဏိသိက္ခာပဒံသမာဓိယာမိမုဒဝါဒဝိရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေဒယမစ္ဆပမဒဌာနာဝိရမဏိသိက္ခာပဒံသမာဓိယာမိဣဒံမေပုံညာဘောဓိညာဏတ္တပစ္စယောဟောတုဘုရားတပည့်တော်တို့သည်ယနေ့ယခုလူတန်းရသောဌာနကုသိုလ်သောက်တရားသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်စေတနာပေါင်းသည်သစ္စာလေးတံတရားမှန်ကိုထိုးထွင်း၍သိနိုင်သောဘောဓိဉာဏ်ဤရာရာကြောင့်ထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာရှင်ဘုရားတိတရဏေနသပင်စင်ကသီလဓမ္မသာဓုကံကတ္တဝအပမဒေနတမ္ပါတိထ1389ခုနတ်တော်လာပြည့်ကျော်တရက်နေ့ညချမ်းကာလ
ရစ်29ရက်12လ2015တနင်္ဂနွေနေ့ညချမ်းကာလထိုင်းနိုင်ငံဖေပူရီမြို့နယ်နောင်စွန်းရပ်ကွက်ဝတ်နောင်စွန်းဘုန်းတော်ကြီးကျောင်းဝန်းတွင်၌ပုံညကာရီသာသနာအကျိုးတော်ဆောင်အဖွဲ့မှ4 နှစ်ပြည့်အသေးနှစ်ပတ်လည်းကျင်းပပြုလုပ်အပ်သည့်ဓမ္မဒါနဓမ္မပူဇာအမေတ္တဒါနအမေတ္တပူဇာတရားအလှူပေးလူအပ်သည့်ဓမ္မသဘင်ပွဲရှိရာသို့တရားလူခံရရောက်ရှိလာကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့အားဓမ္မဒါနအမေတ္တဒါနအနေအားဖြင့်ပေးလူဟောကြားအပ်သည်အချိန်မရှိဘူးမြန်မြန်လုံးလို့အမည်ပေးထားတဲ့တရားတော်ဒီနေ့ညဘုန်းကြီးတို့ဟောမဲ့တရားကောင်းစဉ်ကိုကျင့်ကြပါတယ်အချိန်မရှိဘူးမြန်မြန်လုံးတရားတော်ဗာတရားပါလေချိန်မရှိဘူးမြန်မြန်လုံးလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသေးမိတရားမနာကြားသေးမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးသောလက်ကိုချီးမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရားကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားခြေကျူကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ရအောင်ဥရေတိဒါနိလောကိညုစန္ဒီမာဓမ္မတိရကုဘာဝသေတိဣမေသန္တုဓမ္မရံတိဓာတုစုဒါနိဣရာနိဘုရားတိဟုသောယရဏစံယုံကြောင့်တရပံငုံတို့ဖြာဖြာစံဆုံးတင်၍စွမ်းကုန်ပွင့်ရမည်ယခုကာလသမယ၌ဓမ္မတိရကုရွှေမြရောင်နေလရောင်တွေလရောင်တို့ထက်ကရေကရာမကအဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားတိဟုသောအယောင်ဝါလည်းရှိတော်မူပါဝေထသောလောကီညုလူအကြောင်းတွေနတ်ကြောင်းတွေမြမကြောင်းတွေနဲ့ကဘာကြောင်းတွေရှိသမျှမိမိရရအခက်မဲ့ထင်းမြရှင်ဗဒမြလက်တင်ထားသကဲ့သို့ပိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါဝေထသောစန္ဒီမာတကယ်ဝါလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြသောတာလုံးခန္ဓာမဘောလာလည်းရင်တမြောကမန္တေလက်ရသည်စံငွေပွင့်ပုံတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဟူရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတ်တကြီးကြီးနဲ့ဖိုဥရီတောင်ထိန်စီမမြရောင်ကြီးတဖိဖိနှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးယုံကိုလှည့်ရ၍လေးရကိုမြန်တော်မူတိရကူမြန်နှန်းနှင့်လာစံရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖေယာတော်တွင်မူအပြင်မူအရှင်ဘုရားအဘုကကြသဖြင့်ဘုဒ္ဓရှိသူတွေကိုအဘုဒ္ဓတွေချုပ်ငြိမ်အောင်ယုတ်သိမ်းအေးမြစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပါအညီတဆော၍မြတ်သောဝါဒနာခိုင်ညသဖြင့်ဓမ္မရာအတိုင်းဖြောင့်မှန်စွာနေကြကုန်သောဣမေဇန္တုရှေးဘဝဇယိတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သော
ထောထုံများစွာတတ္တဝါအနန္တမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန်6ဆုံးဤဘုံတော်6ခန်းတရားတော်ဒီဟုသောမြရောင်ကြီးပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာအမတာမြေမှာချမ်းသာစေမှောင်ချွေမတန်းရအောင်ရောင်ငွေစံတကြီးကြီးတလီလီပပဝင်း၍ထွန်းလင်းတော်မူလဲပါကဘာမောင်မတိမြရောင်ကြီးညွန်ဘုတို့ဖြင့်အထူးကျက်တရေမဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖယားမေတ္တာဖို့စာပိုက်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လို့လိုက်ကြရအောင်အလုံးမဲ့လိုက်ဆိုပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်တတ္တဝါတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လည်းกินပါစေဘေးအတန်တန်ယံခသိမ့်တို့ရှောင်းငါတိန်လို့ငြိမ်ပါစေစိတ်မှတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လည်းกินပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်စံမြန်းနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့အတန်ပါပဲစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လည်းกินပါစေဘေးအတန်တန်ယံခသိမ့်တို့ရှောင်းငါတိန်လို့ငြိမ်ပါစေစိတ်မှတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လည်းกินပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်စံမြန်းနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့အတန်ပါပဲသဗ္ဗိတိယောဝဇန္တုသောကရောဂဝိနာတတုမတေဘဝံတောတရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတိယောအလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှပေါင်းတို့သည်ဝိဝေဇန္တုရှောင်လွယ်ပြောက်ပြကြပါစေကုန်သောကောစသောကတရားသည်၎င်းရောဂောစကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မဘဝန္တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတောင်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကာသက်ရာတန်ကိုကြော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာသီသမေတ္တာပတ္ထနာများပြုပြီးတော့ဒီနေ့ညဓမ္မသဘင်စတင်လို့ဖွင့်ပါတယ်လက်အုပ်လေးတွေအောက်ချထားပြီးတော့ကိုယ်ရည်ရှည်ထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်မြောင်းထိုင်လို့ပိဋကဒီနေ့ညဟောမယ်တရားက
အချိန်မရှိဘူးမြန်မြန်လှုပ်တရားတော်တဲ့ဗာတရားပါလေဟဲ့မြန်မြန်လှုပ်ကြသားမှာအချိန်မရှိပါဘူးဆိုလောကပြောတဲ့စကားအဲ့ကောင်မပြီးသေးဘူးလားပြီးသေးဘူးညီထွက်လာတော့လဲဒီပုံပဲဘာမှမထူးဘူးမြန်မြန်လှုပ်အချိန်မရှိဘူးဟောလောကမှာပြောတဲ့စကားပိသတ်တဲ့အချိန်မရှိဘူးတဲ့အရေးတကြီးနဲ့သူဘာရေးကြီးနေလဲမသိဘူးတရားဝဲမမီမှာစိုးလို့ထင်တယ်အေးကြီးလို့တဲ့မြန်မြန်လှုပ်ပါဆိုအော်ခေါ်တယ်အောက်ကနေပြီးသေးဘူးလားပြီးသေးဘူးမြန်မြန်လှုပ်ပါရဲ့အချိန်မရှိပါဘူးဆိုညီတို့ကလည်းကြားတာဟောလောကမှာပြောတဲ့စကားပိသတ်ရဲ့ကိုလည်းဒီစကားပြောဘူးတဲ့တချို့ကြတော့လဲဘာပြောတော့ဆိုတော့ကွာတဲ့အချိန်တွေကလည်းကုန်ခဲလိုက်တာဟောဒီလူကြတော့ဘယေတိုက်တခုခုကိုစောင့်ဆိုင်နေရတယ်တယောက်ယောက်လာမှမျောနေရတယ်ဆိုရင်ပြောတဲ့စကားကအချိန်တွေကုန်ခဲလိုက်တာအချိန်တွေပါတယ်လေဟိုတယောက်ကြတော့လဲပြောလိုက်တာအချိန်မရှိဘူးမြန်မြန်လို့ကဲပြောတဲ့စကားဟာဘယေတိုက်တယောက်နဲ့တယောက်နဲ့မတူဘူးတူသလားကောင်းပြီဘယေတိုက်အဲ့တော့အချိန်ဆိုတာဘာလဲအချိန်ဆိုတာဘာတော့ဆိုရင်မှတ်ထားပါဘယ်ချိန်ရှိပြီတော့နိုင်ကြည့်လိုက်စမ်းဟဲ့ဟောဘယ်ချိန်ရှိပြီတော့နိုင်ကြည့်လိုက်စမ်းလို့မေးတော့ဟိုလူကနိုင်ကြည့်ပြီးတော့ပြောတယ်12နာရီထိုးပြီပြောဘူးလားမပြောဘူးလားပြောတယ်ဘယ်ချိန်ရှိပြီတော့ကြည့်လိုက်စမ်းအလုတ်ချင်းချိန်နေပြီလားနေပြီဟောအချိန်ဆိုတာမှတ်ထားပါပိသတ်တဲ့စက္ကန့်လေးတွေပေါင်းလို့မိနစ်တွေဖြစ်တယ်မိနစ်တွေပေါင်းလို့နာရီတွေဖြစ်တယ်နာရီတွေပေါင်းတော့ရက်တွေဖြစ်တယ်ရက်တွေပေါင်းတော့လတွေဖြစ်တယ်လတွေပေါင်းတော့နှစ်တွေဖြစ်တယ်အဲ့ဒါအချိန်တွေကုန်တယ်အဲ့ဒါအချိန်ခေါ်တယ်ဒါမြင်အချိန်ဆိုတာဘယ်ကစတော့ဆိုရင်စက္ကန့်ကနေစဘယ်ကစစက္ကန့်ပေါင်းလိုက်တော့ဘေးတိုင်ပါတယ်ဖြစ်လဲစက္ကန့်60တမိနစ်မိနစ်60တနာရီ24နာရီတရက်အဲ့ဒါအချိန်အဲ့ဒါပါလဲကောင်းပြီဘေးတိုင်ဒီဘက်ရတယ်မပြောတော့ဘူးအဲ့24နာရီပဲပြောတော့မယ်တရက်မှာနာရီပေါင်းဘယ်လောက်ရှိတယ်24နာရီရှိတော့ကိုဘုန်းကြီးတို့မြန်မာနိုင်ငံမှာ24နာရီဆိုလို့ထိုင်းမှာလည်းပဲ24နာရီပဲဟုတ်ဘူးလားနိုင်နောက်ကြတာနဲ့စောတာဒါပဲကွာမယ်ထိုင်းမှာ24နာရီဆိုရင်လည်းပဲအမေရိကန်တို့ဂျပန်တို့အင်္ဂလန်တို့မှာလည်းပဲပြည်သားရဲ့အားလုံးတစ်ကမ္ဘာလုံးကအတိမပြုထားတာတရက်မှာဘယ်နှနာရီအိုးဘုန်းကြီးတွေကတော့သီလရှင်တွေကတော့ယောဂီတွေကတော့ရိတ်တာမှတရားမှတ်ဖို့လို့မြန်မြန်နိဗ္ဗာန်ရောက်အောင်တရားမှတ်စိတ်လေးပူရအောင်လို့ဘုန်းကြီးယဟန်သာငါတို့ယောဂီတို့ကို28နာရီပေးမယ်ဟောရှိသလားအဲ့လိုဟောဘုရားဘာသာတွေမို့လို့24နာရီယူဘုရားဘာသာမို့တဲ့အစ္စလမ်တို့ဟိန္ဒူတို့စရှိသည့်အဖြစ်မို့အခြားဘာသာဝင်တွေကနာရီပေါင်း20ပဲယူအဲ့ဒီလိုဘာသာလူမျိုးခွဲပြီးတော့ပေးတတ်တဲ့အချိန်ကမျက်နှာလိုက်ပြီးတော့ပေးထားတာရှိသလားရှိပါဘူးမြည်သည့်ပုဂ္ဂိုလ်မဆိုမြည်သည့်ဘာသာဝင်မဆိုတနေ့မှာပေးတဲ့အားလုံးရနေတာနာရီပေါင်းဘယ်လောက်ရလဲညီမျှပေးထားတာဘယ်လိုပေးထားတာညီမျှပေးထားတဲ့အချိန်ပေါ်မှာပရိသတ်တွေသုံးတဲ့ပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့တချို့ကလည်းဗာပြောတော့ဆိုတော့ကွာတဲ့အချိန်ကလည်းကုန်ခဲလိုက်တာတဲ့ကုန်ခဲတယ်ပြောသူ့နာရီအပူပေးထားတာမှမရှိတာဟုတ်24နာရီပဲပေးထားတာပဲဘယ်လောက်ပေးထားတာလဲတချို့ကြတော့လည်းဗာပြောလဲအချိန်လေးကကုန်မြန်လိုက်တာတဲ့မြန်တယ်ပဲပြောနေတယ်ပဲပြောပရိသတ်တွေအလုံးအချိန်ဆိုတာညီတူမျှတူဘာသာလူမျိုးမခွဲခြားပဲနဲ့အတူတူပေးထားသလားမပေးထားဘူးလားဒါကြောင့်ပရိသတ်လိုက်ဆိုကြည်သားမှာအချိန်ဆိုတာလူတိုင်းမှာ
ညီစွာရနေတာချိန်ဆိုတာလူတိုင်းမှာညီစွာရနေတာတချို့လူများအချိန်အားပိုသွားနေကြတာတချို့လူများအချိန်အားပိုသွားနေကြတာအချိန်ကုန်တာမြန်လိုက်တာတချို့မှညီးနေတာအချိန်ကုန်တာမြန်လိုက်တာတချို့မှညီးနေတာအချိန်ဆိုတာပိုလိုတာခွဲတာမရှိပါချိန်ဆိုတာပိုလိုတာခွဲတာမရှိပါအချိန်ပေါ်မှာသုံးသူသာဉာဏ်မှရှင်းရမှာအချိန်ပေါ်မှာသုံးသူသာဉာဏ်မှရှင်းရမှာပရိသတ်တွေအချိန်ကအလုံး24နာရီပေးထားပါတယ်နိုင်ပေါင်း24နာရီပေးထားတဲ့တည်းမှာအချိန်ကိုသုံးတဲ့ပုဂ္ဂိုလ်နဲ့အချိန်ကိုဖြုံးတဲ့ပုဂ္ဂိုလ်တဲ့သုံးတာနဲ့ဖြုံးတာဘာနဲ့ပါအချိန်ကိုသုံးချတဲ့အချိန်ကိုဖြုံးတယ်ဘုရားရှင်ကိုယ်တော်မြတ်ကပြည့်တိုင်အချိန်သုံးပုံနဲ့အချိန်ဖြုံးပုံကိုမိန့်တော်မူရတဲ့ဒေသနာတော်တစ်ခုရှိတဲ့ခြေသားတို့အချိန်တွေကိုအချိန်နေအလဟတအကုန်မခံနဲ့တနည်းပြောရင်ဘေးတတ်တဲ့အချိန်တွေကိုမဖြုံးပြင်းနဲ့အချိန်တွေကိုဗါတဲ့လေသုံးရမယ်တဲ့ဘာလို့ရမယ်ဒါကြောင့်ဥရိယဘယသင်္ခါရေနိဗ္ဗိန္ဒိတဝနာပဏိတောသကိစ္စမနုယုံစေယမောဂကာလနာခိပယေဘောနတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ပဏိတောကြောင်းကြိုမြင်သည့်ပညာရှိသည်ဥရိယဘယသင်္ခါရေဖြစ်လျင်ပြည့်မြဲတသေးသေးနဲ့အမြဲနေကြပြောင်းလဲနေကြရတဲ့သင်္ခါရဓမ္မတွေကိုနိဗ္ဗိဒိတဝနာတန်တရာဘွေကယုခွေ၌ဘဝတိုင်းအချိန်တိုင်းတွေ့မြင်ကြရညီငွေကြရကုန်သည်ဖြစ်၍တာကိစ္စသာယေသမီးယေရှိဘွားယေနှင့်ရှုပ်ထွေးပွေလလူကိစ္စကိုသာယေသမီးယေရှိဘွားယေနှင့်ရှုပ်ထွေးပွေလလူကိစ္စကိုခဏဖဲကအချိန်ကိုအသုံးချဖို့လို့မြတ်စွာဘုရားကသာယေသမီးယေရှိဘွားယေနှင့်ရှုပ်ထွေးပွေလလူကိစ္စကိုခဏဖဲကကိုတ်တွေ့တာဟုဘာဝနာသီလမြတ်ဒါနနဲ့ဘာဝနာသီလမြတ်ဒါနနဲ့ကိစ္စပွားစီကိုကိစ္စကြီးကိုဘာဝနာသီလမြတ်ဒါနနဲ့သုံးဟာပွားစီကိုကိစ္စကြီးကိုအနုယုံစေယကရဝါသသမ္မာနနဲ့ကိစ္စများမြောင်ကိစ္စများမြောင်လူတို့ပေါင်းဟုကိစ္စများမြောင်လူတို့ပေါင်းဟုသွေးချောင်းပေလံဆင်ကြီးကံလည်းရဲ့သွေးချောင်းပေလံဆင်ကြီးကံလည်းရဲ့မပြုတ်ကြိုးစားဆင်ကြီးမကန်နဲ့တော့တယ်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကတပိတော်တို့တကိစ္စသမီးကိစ္စတွေနဲ့အချိန်ကုန်နေလို့ဗျာဥပုံဆောင်နိုင်မှုဗျာတရားမနာနိုင်ဘူးလို့တရားအာမထုံနိုင်ဘူးလို့အဲ့ဒီလိုဆင်ကြီးကံမနေနဲ့တဲ့ဆင်ကြီးမကန်မဲကြိုးစားပွားများအထုသိဟာဤမောဂကာလံစာကအိခါပျော်ရွှင်ကားနဲ့လိုရမပြီးအချင်းဤသောကိစ္စတွေကိုနာခိပယေမကုံရစေနဲ့လို့ဘဂဝါဘုန်းတော်၆စုအောင်းလန်တူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူခဲ့ပါပေတည်းပရိသတ်တွေလောကထဲမှာအစားထိုးလို့မရတာနှစ်ခုရှိတယ်မိဘနဲ့အချိန်ဘာနဲ့ပါအမေသေးသွားတယ်အဖေသေးသွားတယ်အမေစားအဖေစားပြန်ရသေးလားမထမိဘဆိုတာအစားထိုးလို့မရဘူးတဲ့နောက်တစ်ခုအချိန်နဲ့နောက်တစ်ခုပါတယ်လေအချိန်ဆိုတာလည်းပဲကုံသွားတဲ့အချိန်နေအစားထိုးလို့မရဘူးတဲ့ကဲအဲ့ဒါနားလေအောင်ပြောမယ်တ
မနှစ်က1386မနှစ်ကဘယ်နှခုနှစ်ဒီနှစ်1389ဒီနှစ်ဘယ်လောက်လဲလာမယ့်နှစ်က1388ဟုတ်လားမဟုတ်ဘူးလားအဲ့တော့ပြီးခဲ့တဲ့အချိန်1386ခုနှစ်ဆိုတာပရိသတ်ရေနောင်ကိုဘယ်တော့မှတစ်သက်လုံး1386ဆိုတာပြန်မလာတော့ဘူးလေလားသလား86ပြီးရင်89ပဲလာတော့မယ်89ပြီးရင်88လာမယ်88ပြီးရင်89လာမယ်89လာပြီးရင်1380ပြည့်ဆိုတာလာလိမ့်အောင်မယ်ကဲ86ပြန်လာသေးလားကုန်ခဲ့တဲ့အချိန်ပရိသတ်အစာပြန်ထိုးလို့ရသလားအိုး1386ကုန်သွားတာဟေး80နဲ့ခုံပြီးရင်1386လို့ပြန်ရေးမယ်လို့ရေးလို့ရသလားအစားထိုးတာရသလားဒါကြောင့်လောကထဲမှာအစားထိုးလို့မရတဲ့အရာနှစ်ခုရှိတယ်တဲ့မိဘနဲ့အချိန်ဘာနဲ့လဲဒါကြောင့်အချိန်တွေကိုဘုရားရှင်ကိုရမကြီးကအလဟတမဖြုံးပြနဲ့တဲ့အချိန်ပေါ်မှာတန်ဖိုးရှိစွာအလုပ်လုပ်ရမယ်အချိန်ဟာ၃မျိုးရှိတယ်ဘုရားတိုင်အချိန်ဘယ်နှမျိုးလဲပြီးခဲ့တဲ့အချိန်ရဲ့ရောက်ဆဲအချိန်ရဲ့မရောက်သေးတဲ့အချိန်ရဲ့စလို့ပြောရင်အတိတ်အနာဂတ်ပစ္စုပန်အတိတ်ဆိုတာပြီးခဲ့တာအတိတ်ဆိုတာဗါတဲ့လဲပြီးခဲ့တဲ့အချိန်တွေငါဘာနဲ့အချိန်ကုန်ခဲ့လဲတာရေးသမီးရေးစီဝါရေးနေအချိန်တွေကုန်ခဲ့တယ်အနာဂတ်အချိန်ဆိုတာလည်းရောက်မလာသေးဘူးတဲ့အဲ့တော့အချိန်ဆိုတာပစ္စုပန်အချိန်ကိုပြောနေတာဘာချိန်ကိုပြောနေတာပစ္စုပန်အချိန်မှာဘုရားရှင်ကိုရောမြတ်ကမိန့်တော်မူနေတယ်တာရေးသမီးရေးစီဝါရေးနဲ့ရှုပ်ထွေးပွေလာလူကိစ္စကိုခဏဖဲကတရားနာတော်ဘုရားရဲ့ဘုရားရှင်ကိုရောမြတ်ကလူကိစ္စတွေကိုခဏလေးဖယ်ထားပါဘယ်လိုဖယ်ခိုင်းလဲအဲ့ဒါလေးသဘောပေါက်ဖို့အရေးကြီးတယ်ဟဲ့ဒကမာကြီးတွေတို့သာသနာတော်လာခဲ့ကြထားခဲ့အဲ့ဒါလေးယောက်ျားလည်းပြစ်ထားခဲ့သားသမီးလည်းပြစ်ထားခဲ့အလယ်ကနေတို့ကြုံခံနေကြတာလာခဲ့သာသနာတော်ဝင်လို့ဘုရားရှင်ကိုရောမြတ်ကဘုရားတိုင်ဘု து ကိုမှဇွတ်မခေါ်ဘူးခေါ်သလားဒကာကြီးတွေလည်းဒုနင်းတူစားဒကာကြီးတွေသားမယားကြုံခန်းနေတာတန်တန်နေရလုံးတက်တက်လုံးခင်ဗျားတို့ကြုံနေလုံနေတဲ့လာသာသနာတော်ဝင်ကရုံးတုံသင်္ကန်းဝင်လို့ဇွတ်ခေါ်သလားမခေါ်ပါဘူးဘုရားတိုင်သားမယားတွေကိုပြုစုကြလှုပ်ကြွေးကြတဲ့ဗမာဟောလဲမင်္ဂလသုတ်တံမှာဗမာဟောလဲပုဒ္ဒါဒါရတသင်္ကဟောဘာလဲပြောစမ်းကြားဘူးတယ်မို့လားမင်္ဂလသုတ်တံမှာသားမယားတွေကိုပြုစုကြစောက်ရှောက်ကြကျွေးမွေးကြအဲ့ဒါမင်္ဂလာရှိတယ်တဲ့ဘာရှိတယ်တဲ့မတ္တပိတုဥပါဌာနံမိဘတွေကိုကျွေးမွေးပါမဟုတ်ဘူးလားမိဘတွေပြစ်ထားတဲ့သူကသူဖြစ်ချင်တာဖြစ်နေပြီတဲ့လာခဲ့ဘုန်းကြီးလာဝဲကရုံတုံးလာမရဘူးတရားအားထုတ်လို့ဇွတ်ခေါ်သလားအိုးမခေါ်ပါဘူးမခေါ်ပါဘူးပါရမီရှိလားလို့တာဝေကဉာဏ်နေဖြစ်လို့သူပါရမီကသူ့ကိုနှိုးစောလို့တိုက်တွန်းရင်သာသနာတော်ရောက်လာရင်လက်ခံတယ်လာခဲ့အဲ့ဒီကြတော့ဘုရားကဘုန်းကြီးတို့မြန်မာနိုင်ငံပရိပတ်တိသာသနာတော်မှာထင်ရှားသွားတာဆုံးလုံးဆရာတော်တဲ့။ဘာဆရာတော်တဲ့။အိုးမိမပြစ်ထားခဲ့ပြီးတော့ထွန်တုံးလှန်ကိုတော်ကြီးထွန်တုံးပြစ်ကိုတော်ကြီးကလဲထွန်နေရင်းနဲ့တန်ဝေကညာနေဖြစ်ပြီးတော့နွားနှကောင်လဲဘေးမဲ့ပေးထွန်တုံးကြီးတဲမှာထောင်ထားခဲ့ပြီးတော့တခါတည်းသက်သက်လုံးဘုန်းကြီးဝင်သွားတာနောက်ဆုံးပရိပတ်တိတရားအထုတ်သွားတာယဟန္တာလို့တောင်ထင်ရှားတယ်ဆုံးလုံးဆရာတော်ဆိုတာဒီလိုပါရမီရှင်ကြီးတွေဒီလိုပါရမီပြေပြီးသားပုဂ္ဂိုလ်တွေတန်ဝေကညာနဲ့လာရင်တော့ဘုရားကလက်ခံတဲ့ကလာဝိဟဲကဲအဲ့တော့ဘုန်းကြီးပြောနေတာဘာပြောနေတာလဲခန္ဓာဝန်ရှင်နေရင်တာရည်သမီးရေးစီပွားရေးလူမှုရေးဆိုတာရှိရမလားမရှိရဘူးလားရှိရပါဘူးရောဆရာတော်ဘုရားကြီးကတိပိဋကတရရောဆရာတော်ဘုရားကြီးကစားဝတ်နေမှုကြမ်းမာမှုလေးခုလူအလုံးတဲ့လူဆိုတာစားဖို့ရှားရမယ်မရှားရဘူးလားဝတ်ဖို့ရှားရမယ်နေဖို့ရှားရမယ်သားသမီးတွေရှိရင်သားသမီးတွေကြောင်းထားဖို့လို့ပညာတတ်ဖို့လို့သုံးဖို့လို့သူတို့အတွက်ကမရှားရဘူးလားရှားပါမရှားနဲ့လို့မပြောပါဘူးဘုရားတိုင်သို့တော်
အဲ့ဒီရှာရင်ဖွေရင်နဲ့ပဲကိုယ်အတွက်အချိန်ပေးရမယ်တဲ့ဘယ်သူအတွက်အချိန်ပေးရမယ်ကိုယ်အတွက်ချိန်ပေးရမယ်တွဲရှာဘာလို့ရမလဲဘုရားတစ်ဖက်ကလည်းစီဝါရှာတစ်ဖက်ကလည်းကုသိုလ်ရှာတွဲထားရမှာခွဲထားရမှာမဟုတ်ဘူးတချို့ကခွဲထားတယ်ဘုရားကုသိုလ်နဲ့စီဝါကိုခွဲထားတယ်ဘာနဲ့ခွဲထားလဲစီဝါကြီးရှာတယ်ကုသိုလ်ကြတော့သူဘာပြောတော့ဆိုတော့အိုးဘုံဘုံဗျာတဲ့ဘုံဘုံတို့ကမသိဘူးဗျာတဲ့ဘုန်းကြီးကဘာမှသိတာမဟုတ်ဘူးတဲ့လူဆိုတာဂရဝသသမ္မာနာနဲ့ကိစ္စများမြောင်လူတို့ပေါင်းတာရေးနာရေးကလိုက်ရသေးတယ်ဗျာသတင်းကျုပ်ပြီဆိုလာပြီမင်္ဂလာဆောင်ဖိတ်စာတွေကတစ်မျိုးသွားရတာမှလည်းမနေဘူးတောင်သွားလို့လည်းမကောင်းဘူးဗျာဒီကြားတဲ့ဟိုမှာအငယ်ကောင်ကဒီနေ့10တန်းဗျာဟောလှုပ်ပြီးပဲရဲ့တိုက်အဲ့ဒါကြောင်းနဲ့ကျူရှင်နဲ့ကြောင်းအဲ့ဒါပို့နေကြုံနေတာနဲ့တခါကြီးလည်းအားတယ်မရှိပါဘူးဗျာရှင်မယားကြောင်းတော့လာခြင်းပါရဲ့တရားလည်းအားထုတ်ခြင်းပါရဲ့ဗျာအဲ့ဒါခလေးတွေလက်လွတ်မှာတဲ့ဘာတွေလက်လွတ်မှာတဲ့လဲအငယ်ကောင်ကြောင်းပြီးသွားရင်တော့ပြင်တပည့်တော်တို့အေးပါပြီဗျာတဲ့ရှာလည်းမရှာတော့ပါဘူးလှုပ်လည်းမလှုပ်တော့ပါဘူးအဲ့ဒါရှင်မယားကြောင်းလာပြီးတော့တပည့်တော်တို့ကဝိပဿနာတရားအားထုတ်မယ်တဲ့အောင်မှာပြေးတဲ့အနာဂတ်ကိုမျှော်နေတာဘာကိုမျှော်နေတာလဲနာဂတ်ကိုမပိုင်ဘူးပိုင်သလားဘုရင်တရားဝတ်တွေမှာခဏထဲတယ်ပြောတယ်တိတ်ခွေတွေထဲမှာလည်းနာဘူးလိမ့်မယ်ဘေးသားရဲ့နတ်ဖြန်ဆိုတာအဝေးကြီးနောက်ဘဝဆိုတာအနီးလေးနတ်ဖြန်ဆိုတာနောက်ဘဝဆိုတာအိုးနတ်ဖြန်ကအဝေးကြီးဘာကိုတော့နီးလေးနတ်ဖြန်ကမနတ်ဖြန်ကကိုနီးအိုးမနတ်ဖြန်ကရောက်ဖို့လို့တညာလုံးထိုင်ဆောက်ရအောင်မယ်နတ်ဖြန်ကရောက်ဖို့လို့နတ်ဖြန်ဆိုတာတနေ့တာသည်ဒီကာလနောက်ညင့်မှောင်ရောက်မှနောက်နေမနဲ့အာယုန်တက်မှာတညာလုံးဆောက်နတ်ဖြန်ရောက်ဖို့လို့မနဲ့မိုးလင်းပိုင်းလဲထိုင်ဆောက်အောင်မိုးလင်းသွားမှအာယုန်တက်ပြီးတော့မှရောင်ကြီးဥလာမှမနဲ့ဖြန်တဲ့နတ်ဖြန်ကအဝေးကြီးကြံသေးတယ်နတ်ဖြန်နီးလေးလားအဝေးကြီးလားနောက်ဘဝကအနီးလေးနောက်ဘဝကဘာလဲပြေးတာအိုးကွေးတော့လက်ဆမမီသေးတာဆန်တော့လည်းမကွေးခင်ကွေးတော့လည်းမဆန်ခင်သိနိုင်လားမသိနိုင်ဘူးလားအခုပဲရေရှိုးပြီးတော့ထမင်းတက်စားနေတယ်တဲ့ထမင်းနှလုံးပဲဝင်သေးတယ်ဇက်ကြိုးကြပြီးတော့သေသွားပြီဆိုတော့ကိုင်မနေ့ဖင်ကရောက်သေးလားဒါကြောင့်မို့လို့နတ်ပြန်ဆိုတာတနေ့တာဒီကာလနောက်ညင်မောင်းရောက်ရင်နောက်နေမနဲ့အာယုန်တက်မှဆက်ရောက်လာခကြီးကြ၏သို့ဘာတော့လည်းမသေးကွဲသည်ရောက်မြဲဌာနနောက်ဘဝကဖြစ်မြဲဌာနနောက်ဘဝကရောက်ဖို့ခကြီးအလွန်နေသည်ကွေးပြီးလက်ဆံမမီနေတဲ့လက်ကွေးတာလက်ဆန်းတာဘယ်လောက်ကြာအခုကွေးပြဆန့်ပြတယ်ဘယ်လောက်ကြာအဲ့ဒီကြားထဲမှာသေနိုင်တယ်အဲ့ဒီကြားထဲမှာဘာဖြစ်နိုင်လဲအဲ့ဒါကိုမစင်းစားပဲနဲ့ဘုရားတိုင်အငယ်ကောင်ကဒီနေ့10တန်းမို့လို့ဘုံမို့ရဲ့အလမကဘယ်ဘာဖြစ်နေလို့တဲ့ဟိုအကြီးမကဘယ်လိုတဲ့ဟိုကိုပိုင်နာကြနေတာဘုရားတိုင်ခလေးတွေလက်လွတ်တော်မှာရိတ်သားလာပြီးတော့တရားအထုတ်မယ်ဆိုတော့ဘုရားတိုင်သူ့အသက်ကြီးတော့အသက်က60 90ဖြစ်ပြီကဲသာသမီတွေနေရချိန်ကောင်းမအားနိုင်ပဲငါရဲ့ဖြစ်ပုံကုသိုလ်ကိစ္စစိတ်ကားသုံးပုံအေးပါရဲ့ဝေးတဲ့နိဗ္ဗာန်ဘုံရလိမ့်မယ်နိဗ္ဗာန်ကြီးစောင့်နေအဲ့ဒီလိုလုပ်နေလို့ရတော့ရနိုင်ပါမလားဒီတော့ဘုရင်သားရေပြောနေတာကဘာပြောနေတာတော့ဆိုရင်စီးပွားနဲ့ကုသိုလ်တွဲထားပါစီးပွားနဲ့ပါခွဲမထားနဲ့ဘုရင်သားခွဲရမယ့်အချိန်မဟုတ်ဘူးအနာဂတ်ကမပိုင်ဘူးကွပိုင်သလားဟိုအတိတ်ကချိန်တွေရလဲကုန်ခဲ့ပြီဘာတွေနဲ့ကုန်ခဲ့တယ်လဲသာသမီတွေနေရချိန်ကုန်မအားနိုင်ပဲငါရဲ့ဖြစ်ပုံအားလားမေးမအားဘူးပဲမအားဘူးပဲဘာလုပ်နေလဲဟိုဘယ်သူကိစ္စအတွက်ဘာကိစ္စအတွက်ညာကိစ္စကဲကိုကိစ္စကိုဘာပါလားဆိုတော့မပါဘူးပါသလားဘုရားသားရဲ့အချိန်တွေကုန်သွားတာနှမျောလွန်းလို့ဖះရှင်ကိုရောမြတ်ကြီးကဘာပြောနေလဲတာရဲ့သမီးရဲ့စီးပွားရေးနဲ့ရှုပ်ထွေးပွေလာလူကိစ္စကိုခဏဖယ်ကကို့တွက်တာဟုခဏလေးဖယ်လိုက်ပါဒီနေ့ဘုရားတို့တရားနာပိဋကပေါင်းတော်ကောင်းတို့ဒီကြောင်းဝင်းကြီးအတွင်းမှာနော်
တရားဝယ်ကြီးကျင့်ပါမယ်ဘုရားဘုန်းကြီးကြွားမယ်တရားဟောမယ်တရားနာမယ်ဖိတ်စားတွေနဲ့ဖိတ်ထားတော့အိုး6နာရီလောက်ထဲကနေပြီးတော့ကိုယ်နေရာထိုင်နဲ့အိမ်ကနေပြီးတော့ယုံဒီတန်ရတွေကနေတဲ့အဆောင်တွေကနေပြီးတော့ထွက်မလာဘူးလား6နာရီ9နာရီ10နာရီ9နာရီ10နာရီကဲ10နာရီတရားဝဲသိနေတာပြီအချိန်9နာရီချိန်ဘယ်လောက်လဲဒီ9နာရီအတွင်းမှာသားသမီးကိစ္စပါလားနင့်သားနဲ့ငါသမီးနဲ့ပေးစားအောင်လို့ပြောကြလားဒီထဲမှာပါလားသားကိစ္စသမီးကိစ္စမပါဘူးစီးပွားရေးရောပါလားမပါဘူးဟောဒါမြင်သားရဲ့သမီးရဲ့စီးပွားရေးနဲ့ဒီအရေးတွေဒီ9နာရီအတွင်းမှာပြည့်တိုင်းမပြောဘူး